ခဏလေးနေအောင်အေးမရေးလက်နင့်ကိုကြည့်လိုက်တာလေပူလောင်လိုက်တာတဲ့ငါတို့အပကထန်းနိုင်ငံကိုလာတော့နေပြောတဲ့ငါတို့ဘက်ကလူရမတွင်းဘူးဆိုလေအခုကငါတို့ဘက်ကလူရတွင်းခန့်နေရပြီတဲ့ဆိုတော့အမလေးသူ့ကိုဘသူကလူရတွင်းလိုက်တာလေလို့အကြဘူးကနော်ပေမမီဘာမမီအရက်မမီကြဘူးကကားပေါ်ကဆင်းလာတယ်မှာပေကလာနဲ့ဆင်းလာပြီဘသူကသူ့ကိုလူရတွင်းလိုက်တာလေလို့ပြောကြည့်ပါဦးဟမ်အမလေးရဲ့နင်တို့အဘဆိုရင်နင်တို့သူ့လိုခေါင်းကြီးလုံမနေနဲ့တလားနင်တို့အဘကဘလောက်ထိရုံးမှာကောက်ကျစ်ထားလဲဆိုလားလူတကာသိတယ်တန်နိုင်ငံလောသိတယ်နော်အမလေးရဲ့လီရင်ဘောဆင်းလာတာတော့မှပက်ကလေးဘာလောက်တာလဲအဲ့ဒါဟမ်ပြောကြည့်ပါဦးဘာလောက်တာလဲလို့အရက်မမီပေမမီသူများနေနဲ့နှိုင်းရှင်လိုက်ကြည့်ပါလားပေမမီအရက်မမီနဲ့ဟိုဗာလဲကားပေါ်ကဆင်းလာတာလေပေကလာနဲ့ဟိုမှာဟိုတက်ခက်လေငန်းစိုးရဲနေလို့ဖြစ်နေတာနော်ဘယ်နေရာမှာနင်တို့အဘကကောင်းခဲ့လို့လဲဟမ်ပြောကြည့်ပါဦးနင်တို့အဘကောင်းခဲ့တယ်ဆိုငါတို့ထောက်ပြပါအောင်မြန်မာနိုင်ငံတနိုင်ငံလုံးပြကြနေပြီလေအခုမြန်မာနိုင်ငံမှာရေဘေးဖြစ်နေတယ်နင်တို့အဘလှုပ်ထားတဲ့စစ်ဘေးဖြစ်နေတယ်နင်တို့အဘကြည့်ခဲ့လို့လားဟမ်နင်တို့မအားလာကြီးကြည့်ခဲ့လို့လားလို့သူများနိုင်ငံမှာပါလာလောက်လေလို့သူများနိုင်ငံမှာငါမင်းအောင်လိုက်ပါဟေးမင်းအောင်လိုက်ပါဟေးဆိုပြီးသူတို့ခေါင်းကြီးလာလောက်နေတာလေလူတက်ကောင်ကြီးကလေအမလေးဖော်ထောက်ပေးရအောင်မလားလို့တနိုင်ငံလုံးသိရအောင်နော်ငါတို့အမိသားသမီးတွေကပူလုံစရာကြောင်းမှမရှိတာနော်နင်တို့အဘကဘယ်လောက်ထိရောက်မှလဲဆိုတော့ငါတို့ကတနိုင်ငံလုံးတစ်ကဘာလုံးသိအောင်ဆိုပြီးငါတို့ကချပြပေးတာပြောပြပေးတာနော်နင်တို့အဘထိုင်းနိုင်ငံလာလို့လူရသွင်းလဲခွေးရသွင်းလို့လဲငါတို့ကပူလုံစရာကြောင်းမရှိသိတယ်ဟုတ်ဗာလဲလေးကားပေါ်ကဆင်းတာလဲဗာလဲပေကလာနဲ့ကွာပါတို့အမေစုနော်တနိုင်ငံလုံးလေးစားရတဲ့နော်မေစုရှင်ကားပေါ်ဆင်းလိုက်တာနဲ့တောက်ဖလန်းနဲ့အော်လှလို့နော်တတိရှိလို့မင်္ဂလာရှိလို့နင်တို့အဖဆိုလဲနင်တို့အဖကြီးရက်ကလည်းမမီပါဘူးဆိုမှကားပေါ်ရှိတဲ့စတိုင်ပဲနင်တို့ကြည့်ပါပေကလာနဲ့နော်ဘယ်နေရာမှာစက်တေရှိလို့လဲလို့ဘယ်နေရာမှာလူရောင်ဝင်လို့လဲပြောကြည့်ပါဦးဟာလူရတွေးရမှာနင်တို့အဖကဘယ်နေရာမှာလူရောင်ဝင်လို့လဲပြောကြည့်ပါဦးဟမ်တတိမရှိမင်္ဂလာမရှိနဲ့ဘဒူမလူရမတွင်းဘူးနင်တို့အဖကြီးကိုဟဲ့လားနင်တို့အဖကြီးဘယ်လောက်ထိရုံးမှထားလဲဆိုတာတနိုင်ငံလုံးသိရအောင်ဆိုပြီးပြောပြပေးတာချပြပေးတာနော်နင်တို့အဖကြီးရုံးမှထားတာနင်တို့ကိုယ်တိုင်လည်းသိတာပဲအဲ့ဒါလည်းနင်တို့ကအဖနေနင်တို့အဖဘုံမနေတော့မထားပေါ့နော်တနေ့အချိန်ကြာရီငါတို့ကအဖဘုံမတာမဟုတ်ပါဘူးအဖကလောက်ခိုင်းလို့လောက်ရပါတယ်ဆိုပြီးထွက်မလာနဲ့နင်တို့အတန်လေးနင်တို့ပါစက်တွေကထွက်မလာနဲ့အဲ့ဒီချိန်ကြရင်နော်အမလီရဲ့ထိုင်းနိုင်ငံလာတဲ့ဂျပူကိုငါတို့ကလူရတွင်းပေးရအောင်ပါပေါ့ဆုတောင်းလိုက်တယ်အဲ့မှာဖင်ကောင်းပြီးဆုတောင်းလိုက်လူရတွဲပေးရမှာထိုင်းနိုင်ငံလာတဲ့ဂျပူကိုဟမ်ဘသူကလူရတွင်းလိုက်တယ်တွင်းလိုက်တဲ့လူကအောင်းနှောင်းမရှိတဲ့တူနဲ့တူပဲသူ့ကိုဘသူကလူရတွင်းလာတယ်ပြောကြည့်ပါဦးဟမ်သူ့ဘာသူငါ့ကိုလူရတွင်းမှာဆိုပြီးလာပြီးသူများနိုင်ငံမှာလာပြီးလက်ရှင်းနေတာလေမလီအမှန်တရားကိုတက်မပြောချင်ဘူးနော်အမှန်တရားကခါတယ်